ကားစီဖြည့်တဲ့အခါစီပြေးတာနဲ့စီဖြည့်ပိုက်ကောင်အလိုအလျောက်ရက်သွားတာဘာလို့လဲတင်သိပါသလားအရင်ခေတ်ဓာတ်ဆီဆိုင်တွေမှာကားစီတိုင်ကြီးပြီးသွားတဲ့အခါမထိန်ချုပ်နိုင်လို့ဓာတ်ဆီတွေမကြာခဏရှမ်းချတတ်ပါတယ်နောက်ပိုင်းမှာတော့အလိုအလျောက်ရက်တန်ပိတ်ဆို့တဲ့အဆိုရှင်ကိုတီထွင်လိုက်တဲ့အတွက်ဒီပြဿနာကိုဖြေရှင်းနိုင်ခဲ့ပါတယ်ပိုက်ကောင်အတွင်းမှာရွေရှားနိုင်တဲ့ဖော့တစ်ခုပါရှိပါတယ်ကားစီတိုင်ကြီးပြီးတဲ့အခါဒီဖော်လေးကအပေါ်ကိုတက်လာပြီးစီစီးစင်းမှုကိုပိတ်ဆို့လိုက်တာပါပဲလက်ရှိခေတ်စီပြေးပိုက်ကောင်တွေကတော့ပိုပြီးရှုပ်ထွေးတဲ့စက်မှုဒီဇိုင်းကိုအသုံးပြုပါတယ်စီတိုင်ကြီးအဆိုရှင်ကိုဖွင့်လိုက်တာနဲ့စီဟာပိုက်ကောင်ရဲ့ထိပ်ဖျားစီကိုစီးဆင်းပါတယ်ပိုက်ကောင်အတွင်းထဲမှာပါလွှာတဲ့ပိုက်တစ်ခုကစီထွက်တဲ့ခေါင်းကနေလက်ကင်စီကိုဆက်သွယ်ထားပါတယ်ဒီစနစ်က Venturi effect ကိုအခြေခံထားတာဖြစ်ပါတယ်လေဒါမှမဟုတ်အရေးတစ်ခုဟာကျင်းမြောင်းတဲ့နေရာကိုစီးဆင်းရတဲ့အခါဖိအားကျဆင်းသွားပြီးအလျင်တိုးလာကစုပ်အားကိုဖြစ်ပေါ်စေတာပါပိုက်ငယ်ရဲ့နောက်တစ်ဖက်ကဒိုင်ယာဖရန်နဲ့ဘောဘယ်ရင်တို့ပါဝင်တဲ့အလုံငန်းတစ်ခုနဲ့ဆက်သွယ်ထားပါတယ်စီဖြစ်နေစဉ်လေဟာဒီပိုက်လုံးငယ်ကနေတဆင့်စီးဝင်နေပါတယ်ဒါပေမဲ့စီတိုင်ကြီးပြေးသွားပြီးစီရီပိုက်ကောင်းထိတ်ကိုလာထိတဲ့အခါအဲ့ဒီလေဝင်ပေါက်ကိုစီကပိတ်ဆို့လိုက်ပါတယ်ဒီလိုနည်းနဲ့စီရှန်ကြတာမျိုးမဖြစ်အောင်တိတိကျကျရက်တန့်ပေးနိုင်တာပဲဖြစ်ပါတယ်